Hello အားလုံးပဲမင်္ဂလာပါ Mr. Cashier တို့ထားတော့ပါ Ferry Mira ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ Mira ကအခုလုပ်ပြီးခြင်းနဲ့ reading လေးကလေအခုဒီဗီဒီယိုစကြည့်တဲ့အချိန်ကစပြီးတော့တပတ်အတော်အတွင်းပေါ့နော်တပတ်အတော်အတွင်းမှာကြုံတွေ့ရမယ့်ကံကြမ္မာလေးရဲ့ပြီးရဲ့ခါကျတော့ကိုယ့်ကိုအဆောင်ရှောက်တွေကဘယ်လိုမျိုးအကြံလေးတွေပြီးနေခြင်းလဲဆိုရဲ Angel ရဲ့သတင်းစကားလေးသူတို့မှာပါတဲ့သတင်းစကားလေးရဲ့နောက်ပြီးတော့တကယ်လို့ကိုကကိစ္စတစ်ခုခုလုပ်ချင်တာလေးရှိနေအဲ့ကိစ္စကိုလုပ်တင်မလုပ်တင်ဆိုတာလေးကို Angel ရဲ့အကူအညီကိုတောင်းခံတဲ့ reading လေးကိုကြည့်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ခဏနေMira တို့ file လေးနှစ်ခုပေးထားမယ်ရွေးချယ်လို့ရတယ်ပေါ့နော်ဒီဘက်ကရွှေရောင် candle လေးက group 1မှာ group 1 group A ပေါ့နော်ဆိုဟိုဘက်ကငွေရောင် candle လေးက group 2 group B ဆိုတော့ video လေးကိုခဏလောက် pause လုပ်ပြီးတော့ရွေးချယ်လို့ရပါပြီအဲ့တော့ပထမဆုံးဒီရွှေရောင်ဖျောင်းနိုင်လေးကိုရွေးချယ်ထားတဲ့ group 1သမားလေးအတွက်အရင်ဆုံးပြောပြမယ်နော်ဆိုတော့ခုကစပြီးတော့9ရက်အတွင်းမှာဘာတွေကြုံတွေ့နိုင်လဲဆိုတဲ့အကြောင်းအရာလေးကိုဒါမေရော့စီမှာခွင့်တောင်းပြီးတော့ကက်ကလေးကိုဆွဲလိုက်တဲ့အခါမှာသူကဂျူနိုပေါ့နော်ဒီဂျူနိုဆိုရက်မေရော့ပေါ့နော်ဒီဂျူနိုဒီဝီမေရော့ပိုင်ဆိုးတဲ့ tradition ဆိုတဲ့ကက်ကလေးကြားတယ်။ဟောဒီကောင်ကကြတော့ဒီကက်လေးကဘာလို့ဆိုလို့ကျင်တာလဲဆိုတော့တာမန်အတိုင်းလှုပ်ရိုးလှုပ်စင်အတိုင်းပဲလှုပ်လို့ရှိရင်အောင်မြင်တယ်เนาะလမ်းတစ်တွေလမ်းတစ်တွေထပ်ဖောက်ပြီးအဲ့လိုလှုပ်တာထက်တာမန် traditional အနေနဲ့လှုပ်ရိုးလှုပ်စင်တိုင်းလှုပ်လို့ရှိရင်အောင်မြင်တယ်ဆိုတဲ့ကိစ္စရဲ့ပေါ့နော်ပြီးတဲ့အခါကျတော့သူကဒီနှစ်သမီးပေါ့နော်ဒီနှစ်သမီးကသူကမျိုးသမီးတွေကိုပေါ့နော်ဒီမွေးဖွားချိန်ကစပြီးတော့တည်ဆုံးတဲ့အချိန်အထိကိုဘဝလုံခြုံမှုတွေနော်ငွေကြီးဥစ္စာဒနာတွေအတွက်ကိုဆောင်းလျှောက်ပေးတယ်လက်ထက်မင်္ဂလာပွဲတွေလုပ်ဖို့ကြံရွယ်ထားတဲ့သူတွေရှိရင်အနှောက်အယှက်ကင်းကင်းနဲ့လုပ်နိုင်အောင်လို့ဆောင်မပေးတဲ့နှစ်သမီးဖြစ်တယ်ပေါ့နော်ဆိုတော့သူနဲ့ပတ်သက်ပြီးတော့ဟောပြောချက်တွေအနေနဲ့ဆိုအားလုံးခြုံကြည့်အရန်ကောင်းတယ်ဆိုတော့ဒီလက်ထက်ပွဲတွေစစ်သက်ကြောင်းလည်းကိစ္စတွေမှာပေါ့နော်အဆက်ဆက်ရအဆင်ပြေဖို့အတွက်ဒီဂျူနိုဒီဝီမေရောကိုတိုင်တယ်ပြီးတော့ဆူတောင်းလို့ရပါတယ်ဒီဂျူနိုမေရောရဲ့ပုံလေးပေါ့နော် screenshot လေးရိုက်ပြီးတော့အဲ့ဒီမှာဆောင်းထားလို့ရှိရင်ဒီလက်ထပ်ပွဲတွေစစ်သက်ကြောင်းလည်းနိုင်ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အကျိုးထူးတွေကိုလက်ခံရရှိနေပေါ့နော်ပြီးခါကျဒီ group 1သမားလေးတွေကလေဒီကက်ချက်လာတဲ့အတွက်တဲ့ကိုကအလုပ်ကိစ္စတွေမှာလေကိုကယူသားဖြောင်းဖြောင်းမတ်ပဲလုပ်တတ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဂုဏ်သိက္ခာကလေမြင့်မာပြီးတော့ပေါ့နော်ဒီချိန်မှာရာထူးထူတာနေရာပြောင်းရွှေ့မှာကိုယ်စိတ်တန်းချက်နေရာမျိုးကိုရနိုင်မယ်တဲ့နော်ကိုအထက်လူကြီးဖြစ်တဲ့ဆိုလေကိုစိတ်ကြိုက်ဒီကျင့်တင်ကြားထားပေးရတဲ့ဒီဝန်ထမ်းတွေတပည့်တွေရဲ့စူးစမ်းမှုကြောင့်ကိုယ့်ရဲ့နာမည်ကျော်ကြားပြီးတော့ပေါ့နော်ဒီတပည့်ခံတဲ့ခြင်းတွေကပေါ်များနေလိမ့်မယ်တခုတော့သတိထားမှာလေကိုယ့်ရဲ့စိတ်ကကောင်းတယ်ပေါ့နော်လူတိုင်းကယုံကြည်တတ်တယ်ကိုယ်စိတ်ကကောင်းတဲ့အတွက်ကြောင့်မလို့လေအဲ့လိုကိုယ့်ကိုလာပြီးတော့ငွေကြေးလဲသုံးစားလောက်တာလို့နော်ကိုယ်မနာလို့ဖြစ်နေတဲ့လူတွေကနေဆွဆွဲပြောဆွဲသိခါချအဲ့လိုမျိုးလေးတွေတော့ခံရတတ်တဲ့ပန်စမာလေးတော့ရှိတယ်ပေါ့နော်ဒါကြောင့်မို့အဲ့ချက်လေးသတိပြုပြီးတော့တခြားလေးသတိထားပြီးနိုင်လာမယ်ဆိုရင်အဆင်ပြေတယ်ပြီးရင်ဒီကကြတဲ့အချိန်မှာလေထိပေါက်တာလို့နော်အမွေရလို့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ရရှိလာနိုင်တဲ့အကြောင်းကြီးတွေဖြစ်ပေါ်လာနိုင်တယ်ပြောချင်တာကငွေကြေးအတွက်ပူပန်စရာအကြောင်းမရှိဘူးဒီတစ်ပတ်ကာလအတော်တွင် AC ငွေကြေးနဲ့ပတ်သက်ပြီးတော့ AC ပဲဆိုတဲ့ချင်းလေးပေါ့နော်ပြီးလို့ရှိရင်ကိုယ်တိုင်အနေနဲ့တော့၎င်းမိသားစုဝင်တယောက်ကဒီကျန်းမာရေးတော့နည်းနည်းညံ့တာလေးရှိတယ်ငွေကြေးပိုင်းတော့ကောင်းနေဆိုရင်ကျန်းမာရေးမှာလေဒီခေါင်းပိုင်းနဲ့နောက်အာယုံကြောဝေဒနာမျိုးပေါ့နော်ဒီလိုလေးဖြစ်တဲ့စသတိထားဖို့ပြောတာပေါ့နော်နောက်ကကြတော့ပညာရေးပိုင်းဆိုင်ရာမှာဆိုရင်ဒီကာလတော့ဒီမှာဖြည့်ခင်းစမွေးတွေကထူးကျွန်းနဲ့အောင်မြင်နိုင်တယ်ပေါ့နော်အကယ်၍ဒီထဲမှာလေနိုင်ငံသားကိုတွားပြီးတော့ပညာသင်ခြင်းတဲ့သူတွေရှိရဆိုလို့ရှိရင်ဒီ scholarship တွေပါပဲဖြစ်ပေါ့နော်ဒီလိုမျိုးလောက်ထိဖြစ်နိုင်တယ်။ဒါလို့ရှိရင်ကိုယ့်ဘာသာကိုစမ်းတတ်တာပဲဆိုလေကိစ္စရည်တွေအဆင်ပြေနဲ့ဖြစ်နိုင်တယ်တဲ့။ပြီးရခါကျအခြေဘက်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်နောက်ဘက်ကကိုယ့်ပေါ်မှာလေနားလည်မှုပေးနေတာဖြစ်တဲ့စိတ်ချမ်းသာတယ်ဆိုရဲနမိတ်မျိုးကြားတယ်ပေါ့နော်။ဆိုတော့ဒါကတော့သူရဲ့တစ်ပတ်တာဟောကြားချက်ဖြစ်တယ်။ကဲဒါဆိုလို့ရှိရင် Angel ကဘယ်လိုမျိုးအကြံဉာဏ်တွေပေးထားလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်။အဲ့တော့ Angel ကဘာပြောလဲဆိုတော့လေ no ရဲ့နော် no ဆိုတော့တဘောကလေပုံမှန်ဆိုရင်တော့ဒါသူ့ရဲ့အမှားစကားပေါ့နော်သူ no ဆိုတော့ yes or no တခါလေးဖြစ်ပြီးလိုက်ပြီးတော့ကိုယ်စိတ်ထဲမှာလေးတွေးနေတာတခုရှိလားအဲ့ဒါကိုမလုပ်တင်သေးဘူးဆိုတော့သဘောကိုတော့ပြရတယ်ပေါ့နော်မလုပ်တင်သေးဘူးခုချိန်မှာခဏလေးညီနေလိုက်ပါအောင်ပေါ့ဆိုတော့နောက်ထပ်အကြံပေးချက်လေးကဘာဖြစ်မလဲဆိုရင်self acceptance เนาะ self acceptance ဆိုတော့ကိုလေးလက်ခံပါရတယ်เนาะကိုအခုလက်ရှိဖြစ်နေတဲ့ဘဝကိုကျင်းလိုက်ပါကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုကိုကောင်းကောင်းလက်ခံပေးပေါ့เนาะဥမာငါအရက်ကြီးအရန်ရှိနေငါမကြိုက်ဘူးဒီပေါ်တော့မှငါကအရင်ဝနေရမကြိုက်ဘူးเนาะအရင်ပိတ်နေရမကြိုက်ဘူးအဲ့လိုမျိုးတွေကိုမတွေးပါနဲ့တဲ့เนาะဆိုတော့ကွာတခုပေါ့မှာငါကဒီခန္ဓာကိုယ်မှာတခုမကြိုက်တော့ခွဲစိတ်မယ်အဲ့လိုမျိုးတွေစဉ်းစားနေရရှိရင် no မလုပ်ပါနဲ့အောင်မိကိုမင်းလက်ရှိအနေအထားကိုလက်ခံလိုက်ပါဆိုတော့လို့ပြောချင်တာပေါ့နော်ဘာမှထပ်ပြီးတော့ခွဲစိတ်တာကိုကလက်မခံနိုင်ဘူးပြောင်းလဲတာမျိုးတွေမလုပ်ပါနဲ့တဲ့နော်ပြီးတော့ဒီမားလေတွားလေဒီ tradition ဇက်ကတ်ကြထားတဲ့အတွက်သူ့ရဲ့ထုံးနှင်းစင်လာအတိုင်းပဲသိလားလိုရိုးလုံးစင်တိုင်းလေးပဲတွားတယ်အဲ့လိုမျိုးတော့မျိုးပေါ့နော်ဘာမှပြင်ပြောင်းလဲမှုတွေမလုပ်နဲ့အောင်အဲ့လိုမျိုးဆိုတော့ဒါလေးကတော့ 5-1 အတွက်အဟောင်းလေးဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ bye bye
တော့အခုဒီငွေအောင်ဖျောင်းနိုင်လေးပေါ့နော်ကန်တယ်လေးကိုရေးထားတဲ့ group 2သမားလေးအတွက်ကတော့ဗာလိကြလေးဆိုလို့ရှိရင် strength ဆိုတဲ့ကက်ကလေးပေါ့နော်ဒါကကြတော့ aura ဒီဝီမေရောကပိုင်ဆိုတဲ့ကက်လေးဖြစ်တယ်အဲ့တော့ဒီမှာတခုထူးခြားတာလေဒီကက်ကလည်းသူကလေဘယ်လိုခေါ်အမျိုးသမီးတွေကိုညီဆောင်ရှောက်ပေးတဲ့မေရောပဲသူကလေဘယ်လိုမျိုးသမီးတွေလဲဆိုကိုတိုင်းယုံကြည်မှုရှိနဲ့เนาะကိုရဲ့စွမ်းအားရှိတဲ့မျိုးသမီးတွေကိုဆောင်ရှောက်ပေးတဲ့မေရောဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကက်ကိုဘယ်လိုခြေနေမှာဆောင်ထားလို့ရတယ်ဆိုရင်ကိုကတကယ်လို့အမှုရင်ဆိုင်နေရတာမျိုးတရားမျှတမှုလူချင်းတဲ့ခါမျိုးကြရင်ဒီ aura ဒီဝင်မယ်တော့ကပ်ပြားလေးပေါ့နော်ဒီ access အခုရိုက်ပြီးတော့အဲ့ထဲမှာဆောင်သွားလို့ရရတာဆိုရင်အကျိုးထူးတွေရရှိနိုင်ပါတယ်ဒါဆိုလို့ရှိရင်ဒါသူကနော်သူရဲ့ဟောပြောချက်လေးကိုမိရာတို့ကြည့်ရမယ်ဆိုရင်လေအခုလက်တလုံးမှာတဲ့နော်ကိုကလေဟိုမိတ်ဆွေတော့ပေါ်တယ်ဒါပေမဲ့ကို့မှာမိတ်ဆွေကောင်းတော့နေပါနေပေါ့နော်ဒါဆိုရင်ကို့နာမှာရှိနေတဲ့မိတ်ဆွေတွေကအတူရောင်တွေရောဖြစ်နေတယ်ပေါ့နော်ဒါဆိုအတူရောင်တွေကိုကွာသတိထားပြီးတော့ပေါင်းသိနိုင်ရမယ်ပေါ့နော်နှမိတ်ဆိုဒီအတူရောင်တွေရှိနေဒီကို့ဘဝမှာအောင်မြင်မှုတွေနဲ့ဝေးကွာနေမှာပဲတဲ့ပြီးတော့ငွေကြီးပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လေဒီကက်ကြလာတဲ့သူတွေကဒီတစ်ပတ်တော့ဒီမှာပေါ့နော်ဝင်ငွေရမ်းကောင်းနေတယ်ဒါပေမဲ့ဝင်ငွေကောင်းနေပဲကိုကအဲ့အတုံးဆွဲကိုပေါ့နော်တီချာစစ်မစစ်ပဲနဲ့အရန်ကရောတုံးလိုက်တာတော့မကောင်းတဲ့ကိစ္စတွေအတွက်တုံးပြီးဆိုလို့ရှိရင်เนาะအမှုခင်တွေဖြစ်ပေါ်နိုင်တယ်အဲ့တော့ဒါလေးကိုတစ်ချက်ဆင်ခြင်သိနေပေါ့နော်နောက်ပြီးလို့ရှိရင်စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေဆိုလဲလုပ်ငန်းတွေကပုံမှုတူတက်နိုင်တယ်တကယ်လို့ဝန်ထမ်းဖြစ်တယ်ဆိုလို့ရှိရင်တော့တိတ်ကြမိအချိန်မှာအကောင်းဆုံးပြောင်းလဲတာဖြစ်မယ်ပေါ့နော်ဆိုတော့အကယ်၍ကိုယ့်ရဲ့အောင်မြင်မှုအတွက်ကိုเนาะကြီးမားတဲ့အခွင့်အရေးတခုပေါ်ပေါက်လာနိုင်တယ်ပေါ့အဲ့လိုမျိုးပြောချင်အဲ့အချိန်မှာကိုကအမိရဆုတ်ကန်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့အခွင့်အရေးဆိုတာကနှစ်ခါမလာတတ်ဘူးဆိုတော့ပြောရမယ်ဆိုရင်ဒီကအခုကြတဲ့လူတွေကငွေကြီးကန်ကတော့အရင်ကောင်းနေတယ်အဲ့တော့ငွေမထင်မှတ်ထားပဲနဲ့ပေါ့နော်ငွေမြောက်များဝင်ခင်းရှိတယ်ဒါပေမဲ့အဲ့ဒီငွေကြီးတွေကနေအနည်းဆုံးတော့9ပုံ10ပုံလောက်ကိုလေတိတ်ပြီးတော့မကျန်းမာတဲ့အမျိုးသမီးကိုဆင်းရဲနှံပါတဲ့အမျိုးသမီးတွေအတွက်ကိုပြင်ပြီးတော့လှူဒန်းတင်တယ်ပေါ့နော်ဒါတစ်ချက်ပြီးရခါကျတော့ပညာရေးပေါ့ကိုယ်တိုင်ပဲဖြစ်ဖြစ်ကိုမိသားစုဝင်နေမှာဖြစ်ဖြစ်ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုပေါ့နော်ပြည့်ပြည့်သားဆုံးဖြတ်ဖို့တွေလိုအပ်လာနိုင်တယ်အဲ့ခါကျရင်လေကိုအချိန်မဆွဲပဲနဲ့ပေါ့နော်ကိုယုံကြည်ရဲ့အတိုင်းပဲလုံးဝတိချာလေးဆုံးဖြတ်လိုက်ပါဆုံးဖြတ်တဲ့နေပေါ့ဆိုတော့ပြီးတော့ဒီကက်ကြလာတဲ့သူတွေရဲ့များသောအားဖြင့်တဘာဝကလေစိတ်ဆွမ်းအင်ကောင်းတယ်ပေါ့နော်စိတ်ဆွမ်းအင်ကောင်းတယ်အဲ့တော့ကိုယ့်ရဲ့ထူးခြားချက်ကဘာလဲဆိုတော့လေအခက်ခဲရှိလေအောင်မြင်လေအဲ့လိုမျိုးဆိုရဲအတွက်ကြောင့်မလို့ဒီကြုံလာတဲ့အခက်ခဲတွေကိုမကြောက်ပဲနဲ့ပေါ့နော်ရဲဝင်ရင်ဆိုင်ဖြည့်ရှင်းမှာဆိုရဲအတိတ်ပဲလဲရတယ်ဆိုတော့ဒီအိမ်တော်ကြီးမှာကြတော့လေတစ်ဖက်လူအကြိုက်ကိုအရန်လိုက်နေပဲပေါ့နော်ဥမာကွာသူကျင်မကိုကျင်ပေါ့ AC အဲ့လိုမျိုးလေးနေနိုင်ပို့အဆင်ပြေမယ်နော်ဆိုတော့အင်ဂျယ်တွေကကိုယ်ဘာပြောထားလဲဆိုတာကိုမီရောတစ်ချက်တော့ကြည့်လိုက်မယ်နော်ကိုယ်ဆောင်းရှောက်နေဆောင်းရှောက်တွေကပေးခြင်းနဲ့message တွေကပါရှိလဲပေါ့ဒါဆိုလို့ရှိရင်အခုပထမဦးဆုံး angel နော်ကိုယ်ဆောင်းရှောက်တွေကပြောချင်နေတဲ့စကားဒီမှာလေးတော့ transformation နဲ့ဒါလေးကြားရပါဆိုအပြောင်းလဲတစ်ခုတော့ကိုကကြုံရတော့မယ်သိလားနော်ဒါ strength ကလည်းကြားထားဆိုကောင်းတဲ့အပြောင်းလဲတော့ဖြစ်ဖို့ရှိတယ်နော်ကောင်းတဲ့အပြောင်းလဲလေးပေါ့ဒါ angel ရဲ့သတင်းစကားလေးကတော့ကောင်းပါတယ်โอเคဆိုတော့နောက်တစ်ခါပေါ့နောက်တစ်ခါ yes or no ဆုံးဖြတ်မဲ့ကိစ္စကိုကောင်းလေးမှာတွေးနေတဲ့အရာလေးကိုဆုံးဖြတ်ပြီးမှာโอเคသူကကြတော့ဒီမှာလေ father mother god เนาะဆိုတော့မဆိုးဒါလေးကတော် energy ကောင်းတယ်เนาะအမေရစိတ်တမှာအရင်တော့ကြားတယ်ဆိုတော့သူကလေဟိုကျဲပဲဖြစ်ဖြစ်နေလိုမျိုးဟာပဲဖြစ်သူကလက်လန်းချူနေတဲ့ပုံလေးပေါ့เนาะဆိုတော့အဲ့ဒီမှာအောက်မှာ father mother god ဆိုတော့ကိုယ့်ရဲ့အဖေတွေအမေတွေပံ့ပိုးမှုရှိရဲ့ god เนาะဖခင်တော်မှာကိုမနေနိုင်ကုညီရတယ်ဆိုတော့နမိတ်မျိုးဖြစ်တဲ့အတွက်လေကိုကတခုခုကိုလှုပ်ဖို့ဆုံးဖြတ်ထားတယ်ရည်ရွယ်ထားရဆိုတော့အခုကိုယုံကြည်ပြီးရဲတာလှုပ်ချလိုက်ခုနပြောလိုမျိုးဒီကန်ဆာဒါရှင်တွေကအခက်အခဲဖြစ်လေအောင်မြင်လေလုံးဝရင်ဆိုင်ပလိုက်ဆိုတဲ့အနေအထားဖြစ်တဲ့အတွက်ကိုဘာပဲလုပ်လို့ transformation ကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်ပေါ်မှာဖြစ်တဲ့အတွက်ကိုလှုပ်ချင်တာတွေကိုရေးလှုပ်လိုက်ပါလို့ကြံပေးခြင်းပါတယ်ဆိုတော့ဒါလေးကတော့ဖိုင်တူငွေအောင်ခံတယ်လေးကိုရေးထားတဲ့သူတွေအတွက်ဟောပြောချက်လေးဖြစ်ပါတယ်ဆိုတော့ energy guide တယ်ဆိုလို့ရှိရင်မှန်တော့ပြပါအောင်เนาะမီရာရဲ့ TikTok ကောင်လေးရော Facebook ကောင်ရော follow လုပ်ထားပြီးတယောက်ချင်းစီအောင်ကျေးဇူးတင်ပါတယ်အဲ့တော့မလုပ်ရသေးတဲ့သူတွေကလည်း follow လုပ်ပေးထားလို့ရပါတယ်เนาะဒီလိုမျိုး reading လေးတွေကိုဆက်ပြီးတော့တင်ပြသွားပေးမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲ bye bye